အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့အချစ်ရွာအင်းနဲ့စားပွဲဆိုမှာကျွန်တော်မှာယူထားတာတော့ကျွန်တော်တို့ပြတို့လာပြီးအမေများနေ့အတွက်ဆိုပြီးကျွန်တော်တို့ငွေချက်340ကျော်ကိုကျွန်တော်တို့ချစ်ရွာအင်းနဲ့စားပွဲဆိုတော့လာရောက်မှာယူအားပေးတာဖြစ်ပါတယ်ခင်ဗျာဒီလိုမျိုးကျွန်တော်တို့ငွေချက်340ကျော်ကို surprise စီစဉ်ခြင်းမှာဘာတွေပါဝင်မလဲဆိုတာကျွန်တော်လည်းဒီတစ်ချက်လောက်လိုက်ကြည့်ပြပါဦးခင်ဗျာအမေဆိုတာမြင့်မြတ်သူတို့ရဲ့ရှေ့ဆောင်လမ်းပြနာနာကိုင်းခန္ဓာစရီအသက်ကိုပေးလို့တင်မင်းနဲ့စိတ်ခင်ရတာတိုင်းကျွနိုင်မရနာပါမနင်နာခံပေးဆလို့လားတောင်းချစ်တဲ့အမေဟာတောင်းချစ်တဲ့အမေဟာကျွန်တော်တို့အခုတော့ကျွန်တော်တို့ surprise ပစ္စည်းလေးနဲ့ကျွန်တော် surprise ပစ္စည်းလေးအစုံနဲ့အခုကျွန်တော်ပြောရမြို့နယ် body ကောင်ချေးပါတော့စတဲ့တော့ကနေပါခင်ဗျာကျေးဇူးတင်ပါတယ်ကျွန်တော်တို့တစ်ချက်လောက်လိုက်ကြည့်ပြပါဦးခင်ဗျာအမေဆိုတာမြင့်မြတ်သူတို့ရဲ့ရှေ့ဆောင်လမ်းပြနာနာကိုင်းခန္ဓာစရီအသက်ကိုပေးလို့တင်မင်းနဲ့စိတ်ခင်ရတာတိုင်းကျွနိုင်မရနာနင်နာခံပေးရှာပြအဲ့ဒီနေ့တစ်ချက်ရှာကြည့်နော်အဲတော့ဖွင့်ပြီးတော့ရရင်နော်အဲ့တော့ကျွန်တော်ရုပ်မှာဒီထဲမှာဒီဘာ surprise လေးပါအောင်တစ်ချက်လောက်နေရှာကြည့်ပါဦးကြည့်တယ်ဟုတ်တယ်အကျိုးရှာကြည့်တယ်花当比茶嘛，反正我就在一边，就在一边，就在一边了。好，等我去吧，我谁管就行。当起的米啊，起的米啊，哦。妹妹呀嘞，那边呀嘞，咱们干啥？我们把的妹，咱们干啥？我们把的妹。叫那边的母亲，我们的家妹妹，哦，快点，他们都爱谁？ဒီမတတ်ချင်တော့အမေရမကိုသိတာတောင်းလို့ခဏမဆုံးမစပြင်းလေးရောက်ပါဒါနဲ့ရွှေမကိုကျေးဇူးတင်ပါတယ်လို့အသက်ရှင်ရှင်နဲ့နေနိုင်ပါသေးလို့ချီကိုအမေကဂလူဟာလေးတစ်ခါမှလည်းမတွေ့ဘူးမကြုံဘူးဝင်းလဲတာတယ်ဝင်းလဲနေတယ်လို့မလွင်တို့ကိုဝင်းစိုးတို့ကြားမှာပါလိချမ်းသာပါလိတက်တော်ရာကျော်ရှိနိုင်ပါလိတော့ဒီမဲ့အနည်းနဲ့တားတဲ့တပင်းကလည်းကျွန်တော်တို့အမာသာလေးပေါ့နော်သူကိုယ်တိုင်ပဲဒီကတော့သူကိုယ်တိုင်လာကြောချင်တာပါတဲ့သူကဒီတော့တမီးကသူကိုယ်တိုင်လာကြောချင်တာပါသူကလာမကြောနိုင်နေတဲ့အတွက်ပေါ့နော်လာမနေအောင်တော့ရှေ့ရတဲ့အဖေနဲ့မေးတဲ့အဝင်းမှာရောက်ရှိနေတဲ့တာများနဲ့လက်ဆက်ပြစိတ်မှမူကြီးကာရဝပြုလိုက်ပါလေတဲ့ငယ်ငယ်ကအမေရှက်ကြွေတဲ့ထမင်းနဲ့ဟင်းကိုလည်းလွမ်းလာပါပြီဖြစ်နိုင်မယ်ဆိုရင်အမေနဲ့ဘော်ဒီကောင်ရွာလေးစီကိုအပြေးလာခြင်းမိပါတယ်တဲ့နောက်အဖေနဲ့အမေကျန်းမာရှိနေပြီပါနော်အတက်ရှိကျမ်းမပါစေလို့ဆုတောင်းမေတ္တာပို့ပေးပါတယ်ဒီသားနဲ့ဒီရွှေမကတစ်ဖက်ပြက်နဲ့လှုပ်ပြေးပြုစုပေးရသည်တဲ့လှုပ်ပြုစုခြင်းနေတယ်တဲ့အဲတော့တက်ရှိအောင်လေးနေပေးပါတဲ့အခုလိုလေးလှုပ်ပေးလိုက်တာအဖေနဲ့မေကိုပြောသေးခြင်းလို့ပါစားကျင်တာလေးတွေစားပါလူကျင်တာလေးတွေလှူပါအဖေနဲ့မေလိုအပ်တာတွေရှိရင်လည်းအာမနာနဲ့တားတဲ့တမျိုးကိုမလင်းနေပြောပါတဲ့အနီတို့လိုအပ်တာလေးရှိတယ်လူကျင်တာလေးရှိတယ်ဆိုလဲလှမ်းပြောပါပေါ့အာမနာပါနဲ့တဲ့အမေတို့ရဲ့တားလေးကိုရှစ်တလူမျိုးဒီရွှေမလေးကိုလည်းရွှေမလို့ဘုံမထားပဲတမီးတယောက်လို့ရှစ်ပေးပါလို့တောင်းဆိုပါတယ်တဲ့။ဒီရွှေမလေးလည်းသူ့ကိုလည်းတမီးတယောက်လို့ပဲရှစ်ပေးပါပေါ့။အဲ့လိုပါတယ်လို့အတူတူပါပဲလို့ရှစ်ပါတယ်လို့ပြောလိုက်ပါ။ဆုံးမသက်ရှိတယ်ဆုံးမပါတဲ့အဲ့လိုအဖေနဲ့အမေကျမ်းမာတက်ရှိစိတ်ချမ်းသာပါစေလို့ဆုတောင်းမေတ္တာပို့ရကာရဝပြုလိုက်ပါတယ်နော်။အဖေကြီးနဲ့အမေကြီးလည်းကျမ်းမာပါစေကာရဝပြုလိုက်ပါတယ်။နောက်ပြီးတော့မမတင်အောင်မမပြုံးမမတန်းထွေးတို့ကိုလည်းလက်ဆက်ပြထိမှမိုးကာရဝပြုလိုက်ပါတယ်တဲ့
မမတို့အားလုံးကျမ်းမာခြင်းနဲ့ပြည့်စုံပါစေနော်မောင်လေးနဲ့ညီမလေးကလည်းမမတို့ကိုတောင်းဆိုပါတယ်မောင်လေးနဲ့ညီမလေးတို့ကိုသာကြီးကျုပ်ဆောက်ရှောက်ပေးပါညီမလေးနုံနယ်ဆိုလဲမိဘပေါ်တိတက်လိမ်မာမှုရှိပါစေနော်တဲ့ညီမလေးနုံနယ်ဆိုတယ်တဲ့မိဘအမေပေါ်ပြင်အော်တယ်တဲ့မောပါနဲ့တဲ့အဲ့လိုမျိုးပြောတယ်နော်ငါညီမလေးမောပါနဲ့တဲ့ပြန်ပြောပြန်ဟောတာမျိုးမလုပ်ပါနဲ့အမေကိုအနီးကအခုလိုပြုစုဆောက်ရှောက်ခွင့်ရတယ်ဆိုတာတကယ်ထူးတဲ့ကုလိုပါတဲ့သူတို့ကိုယ်တိုင်လည်းဒါမျိုးပြုစုကျင်တာပါတဲ့သူတို့ကိုယ်တိုင်မပြုစုနိုင်တဲ့အချိန်မှာညီမလေးကပြုစုပေးကြတာအရန်ထူးတဲ့ကုလိုပါတဲ့ ဒီကနေရထားပြီးစပယ်လေးဝင်တွေဝန်နေဝန်တာတော့ဟယ်လိုတယ်လက်ဘာလို့လဲဘောနော်ပြောစင်းနေဘောလို့ဘောနော် ဝမ်းလဲတာတဲ့ဝင်းနေလဲနေတဲ့ဂလိုလဲတစ်ခါမှလည်းအတွေ့အကြုံမရှိဘူးတော့ဝင်းသားပါတယ်လို့အားကြောင့်အတိုင်းမသိဝင်းသားတယ်လို့ဟိုမလို့ရပြောလို့ကြပါဝင်းသား ဘဝရဲ့နဲ့ကျင်လုံးပါပြီလမ်းလိုက်တာမင်းရဲ့အခုလိုမိုးရင်းညုံမှဖြစ်ရင်ပြမှာဘူးမျက်ရည်တွေဆိုလို့မငုံမိအောင်ချိန်မိန်ဟန်တာဘာလို့ တဲ့ဝင်ရရဲ့မေလွန်ပင်လဲပန်းပင်လဲဘဝရဲ့နဲ့ကျင်လုံးပါပြီလွန်လိုက်တာမေရဲ့အခုလိုမိုးရင်းညိုမှဖြစ်ရင်ပြမှာဘူးမျက်ရည်တွေဆိုလို့မငိုမိအောင်ချိန်မိန်ဟန်တာခံစားရတယ်လွမ်းတော့လွမ်းနေချင်းနေချင်းကမပြီးတနေ့ချင်းမှဝင်နေရရဲ့မေငါသာတင်းကြီးပန်းတင်းကြီးလာမင်းတိတ်နေမေအိမ်ပြန်ရင်မအကားခွေမတင်နဲ့လွမ်းတော့လွမ်းနေချင်းချင်းကမပြီးတနေ့ချင်းမှဝင်နေရရဲ့မေတတိယလိုက်တာမေရဲ့အမေလူကြုံမေအမေစားလို့ရဲ့မင်းလည်းမပြတ်သေးပါရှက်သွေးရဲ့ကြာအမေငယ်စဉ်ခါကမိတပုံလာလာလေးတာရင်မစင်သွေးဝင်ဝင်လေးပေးပါမေရဲ့လွမ်းတော့လွမ်းနေချင်းချင်းကမပြီး ချက်ကင်တော့ခေါင်းကောင်ရဲ့ဆိုတော့ခေါင်းထဲတော့ဘူး20ကိုရတာပေါ့နောက်တော့ကျွန်တော်တို့ပဲပတ်ဆက်လေးနဲ့ကျွန်တော်တို့ကြော်ခိုင်းလိုက်ဒီနေ့ဖေးကြီးမေကြီးရဲ့ဖေးကြီးမေကြီးရဲ့ဒီတော့နောက်ပြီးတော့မမတန်းထွေးရဲ့နောက်ပြီးတော့မနွယ်မိုးတယ်နောက်ပြီးတော့မမတင်အောင်တယ်နောက်ပြီးမမပြုံးတယ်အားလေးကျွန်တော်ပြောယူမခေါ်ဘူးပြောယူတော့ကောင်းတယ်ဆိုခေါ်ပြီးတော့ကြလုံးကိုရဖို့အောင်နှစ်ပုံဆိုတာလေကျွန်တော်တို့ရှိရတယ်ကျွန်တော်ဆိုင်ပေးပါကျွန်တော်တင်ထားလေးပြောတာအခုလိုမျိုးရှေ့ရခင်ရတဲ့မိသားစုမျိုးအပေါင်းအသင်းများအတွက်အခုလို supply လေးများလုပ်ရှင်ကျွန်တော်တို့ရှေ့ရရေးနဲ့စားဝဲတော်ရဲ့ဖုန်းနံပါတ်399390 နဲ့399420 450 490တို့ကိုဆက်တွယ်ပြီးတော့မှာယူအားပေးနိုင်ပါရှင်ဗျာ